မစ္စည်းမဒေတာအလက်ကပတိုင်းမှာဒုပိခန္တရကတ်ခေါ်အငတ်ပြီးကြီးကြရောက်ပါတယ်လူအများလည်းအစာရည်စာငက်ပြတ်ကုန်ကြပါတယ်ကောတူဟာလိခါဒီကပ်ပေးကိုရှောင်းရှားရန်ကောတံပီပီတို့ဇနီးမကလီနဲ့တလာသားအရွယ်မောင်ကာပီတို့နဲ့အတူထွက်လာကြပါတယ်တားငယ်ကိုချီပူးပြီးသွားရသည်မှာအလွန်ပင်ပန်းလာပါတယ်ထို့ကြောင့်ကောတူဟာလိကာဒီတားငယ်ကိုပစ်ထားခဲ့ရန်အကြံဖြစ်လေသည်တားငယ်အိပ်ပျော်သည့်အခါဇနီးမတီအောင်လန်ခရီးတွင်တစ်ပင်ကြီးအောင်၌ခလေးကိုစွန့်ပစ်ထားခဲ့ပါတယ်မိမဖြစ်သူကတားကိုမတွေးရမေးတော့အခါစွန့်ပစ်ထားခဲ့ကြောင်းပြောပါတယ်ထိုအခါမကာလီကငိုယိုလျက်တာလီကိုတွားပြန်ခေါ်ခိုင်းပါတယ်ကောတူဟာလီကလည်းထားခဲ့သောနေရာသို့တွားပြီးခလီကိုပွက်ချီ၍ခေါ်လာပါလေသို့တော့ခလေးငယ်ကားပြီးသည်ခရီးပင်တန်းစီရဲလာသည့်တန်းကြောင့်တေဆုံးသွားပါတယ်မကာလီလည်းယောက်ျားအားလက်ဖလင်ထူရိုက်ကငိုယိုပါတော့တယ်ကောတူဟာလီကနဲ့မကာလီတို့ဇနီးမောင်နှမလည်းခရီးဆက်ထွက်လာခဲ့ရာညနေဆောင်အချိန်တွင်နွားကြောင်သားကျဦး၏အိမ်သို့ရောက်လေ၏နောက်နေ့မနက်တွင်ပစ္စေကဗုဒ္ဓအားကနာနုဇန်ဖင်လူဒန်းဆက်ကပ်၏ဧည့်သည်များကိုလည်းနုကနာသမင်းဖြင့်ကျွေးမွေးဧခံ၏ကောတူဟာလီကလည်းရက်အတော်ကြာအစားကောင်းကောင်းမစားရပြီးဖြစ်၍နုကနာတို့ကိုမချင်းချင်းပဲအငန်းမရစားမိလေ၏နွားကြောင်သားသည်ဧည့်သည်တို့ကိုကျွေးမွေးပြီးမှသူလည်းစား၏ထို့နောက်အိမ်ရှိခွေးမကြီးကိုလည်းနုကနာသမင်းကိုကျွေး၏ထိုအခါကောတူဟာလီက၏စိတ်တွင်မိမိဘဝသည်လူဖြစ်တော်လဲအငတ်အပြက်ပြက်ဤအိမ်၌ခွေးဖြစ်၏နှုတ်ကနာစားရသည်ကကောင်း၏ဟုတွေးလေ၏ထိုညနေအစာမစင်ခြင်းသောကောတူဟာလီကသည်အစာမကြေဖြစ်ကတည်ဆုံး၏နောက်ဘဝ၌ထိုအိမ်ရှိခွေးမကြီးဝမ်းပိုက်တွင်ပဋိတန်နေနေကခွေးဖြစ်လေသည်ထိုခွေးလေးရဲ့နာမည်ကကောတကဖြစ်ပါလေခွေးငယ်ရဲ့တခင်နွားချောင်းသားသည်ပိစိကဗုဒ္ဓတပါးကိုကိုးကွယ်၏နေ့စဉ်ဆွန်းဆက်ကလူတန်း၏ပိစိကဗုဒ္ဓသည်စွန်းစားပြီးချိန်တွင်နေ့စဉ်ထမီးခဲကိုခွေးငယ်အားကျွေ၏ခွေးငယ်သည်လည်းပိစိကဗုဒ္ဓအပေါ်များစွာချစ်ခင်လေ၏နွားချောင်းသားသည်မိမိမအားလတ်သည့်အခါခွေးငယ်ကိုပိစိကဗုဒ္ဓအားသွားခေါ်ခိုင်း၏ခွေးငယ်သည်လမ်းတစ်လျှောက်လုံးမွေစသည့်အန္တရာယ်များပိစိကဗုဒ္ဓအပေါ်မကြရောက်ရန်ဟောင်း၏တနေ့တော့အခါပိစိကဗုဒ္ဓသည်ကန္ဓမာဒနအတောင်သို့သင်္ကန်းချုပ်ရန်သွားလေ၏ထိုအခါခွေးငယ်သည်ပြင်းစွာသောအတန်ဖြင့်ဝဲနှဲစွာဟောင်လျာရင်ကွဲ့ကအသက်ဆုံးရှုံးရလေသည်ခွေးဘဝမှတည်သည်သောတာဝတိတာနတ်ပြည်တွင်ဂေါတကအမိဖြင့်နတ်သားဖြစ်၏ဂေါတကနတ်သားသည်နတ်ပြည်တွင်အထူးထင်ရှား၏ပိစိကဗုဒ္ဓအားချစ်ခင်စိတ်ဖြင့်ဟောင်ခဲ့သည့်ကံသည်နတ်ဘဝတွင်အတန်ဩဇဖြင့်ပြည့်စုံစေသည့်အကျိုးကိုပေး၏ဂေါတကနတ်သားနတ်ပြည်မှနတ်သက်ကွေးတော်အခါပြည်တန်စာမ၏ဝိုင်းတွင်လူလာဖြစ်၏ထိုအခါပြည်တန်စာမသည်တားယောက်ျားလေးဖြစ်သည်ဖြင့်မလိုချင်၍အမြင့်ပုံပေးနာမှဂေါတကကိုစွန့်ကစ်ခဲ့လေသည်ထိုအခါမြို့သားတယောက်သည်ဂေါတကကိုကောက်ယူမွေးစားလေသည်ကောတံပီဖီမှတထေးကြီးတူသည်နန်းတော်သို့သွားရလမ်းတွင်ဘေးရင်ဆရာပရောဟိတ်နှင့်တွေ့၏ပရောဟိတ်ကယနေ့ဖွားမြင်သူသည်တထေးကြီးဖြစ်လိမ့်မည်ဟုပြော၏ထိုအခါတထေးကြီးသည်ယနေ့ဖွားမြင်သူများကိုရှာဖွေစေရာဂေါတကကိုတွေ့၏ငွေစားမိပါတော့ကိုအတပြာတစ်ထောင်ပေး၍ဂေါတကကလေးကိုခေါ်ဆောင်လာခဲ့သည်တထေးကြီးသည်မိမိ၏ဇနီးသည်မှမိန်းကလေးမွေးပါကတငယ်နှင့်ပေးစားမိယောက်ျားလေးမွေးပါကတငယ်ကိုဖျောက်ပစ်မိဟုအကြံရှိပြီးဖြစ်၏နှစ်ရက်သုံးရက်ကြာသောတထေးကြီး၏ဇနီးသည်မှတားယောက်ျားလေးကိုမွေးဖွားပါသည်ထိုအခါတထေးကြီးသည်သူကြိုတွေးထားသည့်အတိုင်းဂေါတကကိုတည်ရန်အားထုတ်ပါတော့တယ်တထေးကြီးသည်မွေးခင်းစာဂေါတကကလေးအားနွားနှင်းသက်စေရန်ကြံ၏ဂေါတကကလေးအားနွားချံဝတ်တွင်ထားစေ၏နွားများထွက်လာသောနွားလားဥတပတကောင်သည်ဂေါတကကိုခွဲထား၏ထို့ကြောင့်အခြားနွားများသည်မနှင်းဘဲရှိလေသည်ဤသည်ကိုနွားထင်းမြင်သောကလေးငယ်ကိုကောက်ယူမွေးစားလေ၏တထေးကြီးလည်းကလေးငယ်မသေးချောင်းကိုတည်သောနွားထင်းကိုအတပြာတစ်ထောင်ပေး၍ကလေးကိုပြန်လဲဝဲယူလိုက်ပါတယ်ဒုတိယအကြိမ်တွင်ကလေးငယ်ကိုလှဲကြိတ်ပြီးတေးစေရန်လှဲလန်းပေါ်တွင်ပစ်ထားလိုက်ပါတယ်လှဲကုန်တဲ့ရို၏လှဲများသည်ဂေါတကအနားသို့ရောက်သောအခါနွားတို့သည်ရှေ့ဆက်မသွားဘဲရက်မြဲရက်နေ၏ဒီလိုနှင့်လှဲကားခေါင်းဆောင်သည်ဂေါတကကလေးကိုမြင်လျာမွေးစားပါတယ်ဤသည်ကိုလည်းတထေးကြီးသိ၏လှဲကုန်တဲ့ထံမှအတပြာဖီးကလေးငယ်ကိုဝဲယူပြန်ပါတယ်တတိယအကြိမ်တွင်ဂေါတကကလေးငယ်ကိုတင်းချိုင်း၌ပစ်ထားပါတယ်
ထို့အခါစိတ်မသည်ဂေါတကကိုဝက်ယူနှုတ်တိုက်ပေးပါလေဒါကိုစိတ်ကြောင်းသားကမြင်တော့အခါဂေါတကကိုမွေးစားပြန်ပါလေဒါကိုတထေးကြီးတိပြန်ရာအတပြားတစ်ထောင်ပေးပြီးစိတ်ကြောင်းသားစီမှလည်းကလေးကိုဝဲယူပြန်ပါလေတထေးကြီးသည်လေးချိန်မြောက်ဂေါတကကိုတတ်ဖို့ကြံရာဂေါတကကလေးကိုတောင်ထိပ်ပေါ်မှအောက်သို့ပစ်ချရန်စေခိုက်၏အမျိုးသမီးလည်းကလေးကိုတောင်ထိပ်ပေါ်မှပစ်ချတော့အခါဂေါတကကလေးသည်နွယ်ချုံဘော့သို့ကွက်တိကြ၏မိသည့်ထိခိုက်မှုမှမဖြစ်ပေဝါခုတ်သမားတို့သည်နွယ်ချုံဘော့တင်နေသောဂေါတကကလေးကိုတွေ့လေ၏ဝါခုတ်သမားအကြီးအကဲဖြစ်သူကဂေါတကကလေးကိုမွေးစားပြန်၏တတိကြီးတိပြန်လေရာဝါခုတ်သမားစီမှလည်းအတပြားကထောင်ပေးပြီးဝဲယူပြန်ပါလေဂေါတကသည်အသက်9နှစ်အရွယ်သို့ရောက်လာပြီးတတိကြီးသားနှင့်အတူသား2ယောက်အထိအတူတူနေပါလေတနေ့တော့တထေးကြီးသည်အိုးထိန်တရားတယောက်ကိုမိမိ၏စိုးသွမ်းသောသားတယောက်ကိုအိုးထဲတွင်ထည့်ဖုတ်ကာတတ်ပေးရန်ပြောပါတယ်။အိုးထိန်တရားလည်းမနက်ဖြန်လွတ်လိုက်ရန်ပြောပါတယ်။ဂေါတကသည်အိုးထိန်တဲ့စီသို့သွား၏။လမ်းတွင်တထေးကြီး၏ကားထီသူကအခြားကလေးများနှင့်ခုံရင်းပစ်တန်းကစားနေသည်။ဂေါတကကိုမြင်လေတော့မိမိခုံရင်းချုံနေသဖြင့်မိမိအစားကစားပေးရန်ပြောပါ၏။တားရင်ဖြစ်သူကမိမိသည်အကိုအစားအိုးထိန်တွေသွားသူသွားပေးမည်ဟုပြောပါ၏ညနေဆောင်တော့ဂေါတကသည်တထေးကြီးထံပြန်လာ၏တထေးကြီးသည်ဂေါတကအားအိုးထိန်တွေသွားသူမသွားဘူးလားဟုမေးပါ၏ဂေါတကသည်ညီဖြစ်သူအစားသွားသည့်အကြောင်းအကုန်အစင်ပြောပြ၏တထေးကြီးသည်အိုးထိန်တွေစီသို့အလင်းအမြန်လိုက်သွားတော့လေမရတော့ပြီဖြစ်၏အချိန်နောင်းသွားသည်ဖြစ်၏အိုးထိန်တဲ့တထေးကြီး၏သားအရင်အားမီးခုတ်ပြီးသွားပြီဖြစ်၏ငါးချိန်မြောက်တတ်ဖို့ချံပြန်ရာတထေးကြီးသည်ဦးဤထံဂေါတကကိုစဖြင့်လွတ်လိုက်၏ထိုစာသည်ဂေါတကကိုတတ်ခိုင်းသည်စာပင်ဖြစ်၏စာမတက်သောဂေါတကသည်ဖခင်၏စကားကိုနားထောင်၏လမ်းခီး၌အသည့်အိမ်တွင်မနက်စားစားပြီးမှဆက်သွားရန်ပြောပါ၏ဂေါတကလည်းတထေးကြီးအသည့်အိမ်သို့ဝင်၍ထမင်းစားနားပါတယ်ထမင်းစားပြီးချင်းဆက်မသွားသေးပဲတရဲအိပ်ပါတယ်ဂေါတကရှိမှစပွဲပေါ်တင်ထားသောစာကိုတထေးကြီးမိတ်ဆွေ၏သမီးကမြင်လေရာသူမသည်ရှေးဘဝအခါကကောတုဟလိက၏ဇနီးဖြစ်၏ဂေါတကအားမြင်ချင်းချစ်ခင်နှစ်သက်၏သူမသည်စာကိုယူဖက်ရာအခုစာယူလာသူအားတက်လိုက်ပါဟုရေးထားတာကိုသိလေ၏ထိုအခါဤသူသည်စာကိုပြင်ရေးလိုက်၏ဘလို့ပြင်ရေးလိုက်လဲဆိုတော့အခုစာယူလာသူဟာမိမိ၏သားကြီးဖြစ်၏သူ့ကိုဤရွာဤအမည်ရှိသောမိတ်ဆွေ၏သမီးနှင့်ပေးစားလိုက်ပါထို့နောက်ရွာလယ်မှပုံ9ဆင့်ရှိသောအိမ်ကိုစောက်ပေးလိုက်ပါလိုအပ်သည့်အကူအညီများပေးလိုက်ပါဟုစာကိုပြင်ရေး၏ဤတစ်ချိန်တွင်လေဂေါတကသည်တေဘဲမှလွတ်မြောက်ခဲ့ပြီ၏ဂေါတကကိုတတ်ချင်သောတထေးကြီးသည်မိမိ၏အကြံစီများမအောင်မြင်သဖြင့်စိတ်နှလုံးထိခိုက်သွား၏သွေးစွန်ယောဂဖြင့်အိယာတွင်လဲ၍နေလေ၏ဂေါတကဇနီးလည်းပါနတ်လေးမာမှုကြောင့်တထေးကြီးကွယ်လွန်သောဂေါတကကိုဦးဒေနမင်းကြီးကကောတံပီတထေးကြီးအဖြစ်မြှောက်စားပါ၏ဂေါတကသည်တထေးကြီးဖြစ်သွားသောအခါမြတ်စွာဘုရားရှင်ကိုဂေါတိကာယုံကျောင်းကြီးကိုစောက်လုံလှူဒန်းပါ၏ထို့ပြင်သောတာပန်အရိယာလည်းဖြစ်သွားပါတယ်ဒီဇတ်တော်မှရရှိသောသင်ခန်းစာဟာအလွန်ကြောက်စရာကောင်းပါ၏သားကိုစွန့်ပစ်ခဲ့သောကံကြောင့်9ချိန်တိုင်တတ်ဖို့ကြံစည်ခံရပါတယ်။ပစေကဗုဒ္ဓကိုကာကွယ်ပေးခဲ့သောခွေးဘဝမှကုသိုလ်ကံကကဲတော်လမတည်ခဲ့ခြင်းဖြစ်ပါတယ်။အတိတရားရကြပါစေလို့နှိုးဆော်ပေးလိုက်ပါတယ်။အတိပညာဗဟုသုတများလေ့လာနိုင်ဖို့ like follow နဲ့ subscribe လုပ်ထားပြီးဒီဗီဒီယိုလေးကိုလည်း share လုပ်ကူကြပါအောင်နော်